အားလုံးပဲမင်္ဂလာပါရှင် Focus Story Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ပြောပြပေးမယ်ပုံမြင်လေးကတော့ရာဇဝင်တွေကဗိတ္တနိုးဘုရင်မအကြောင်းပဲဖြစ်ပါရရှင်တော်တော်များများတီးကြတဲ့မြန်မာသမိုင်းပုံမြင်တွေကအလွမ်းအဆွေအပြည့်နဲ့နာမည်ကျော်ကြားလာတဲ့ဗိတ္တနိုးဘုရင်မကြီးပန်ထွားနဲ့တရေခေတ္တရာဒွတ်တပောင်မင်းတို့ရဲ့ဇာတ်လမ်းကိုပြောပြပေးရမှာပါလူပြောများတဲ့အကြောင်းအရာဇာတ်လမ်းကိုအခြေခံပြီးပုံတွေထုတ်ထားတာဖြစ်လို့ဇာတ်လမ်းလွဲမှားတာပုံဖော်တာကွဲပြားခဲ့ရင်လည်းတိခဏနားလည်ပြီးကြည့်ရှုပေးဖို့မေတ္တာရက်ခံပါရစေရှင်။ဟိုးရှိရခင်အလဲပိုင်းမြန်မာပြည်ရဲ့၆တွေ့တဲ့မြေပြန့်လွင်ပြင်ထပ်မှာပေါ့နေဝင်ချင်းရောက်ပြီဆိုတာနဲ့ရွှေရောင်လွှမ်းသွားအောင်တောက်ပပြီးကြီးမားခန့်ညားလာတဲ့မြို့ရိုးကြီးတွေရှိခဲ့ပူးပါတယ်။အဲ့ဒါကတော့ဗိတ္တနိုးလို့ခေါ်တဲ့မြို့ကြီးပါပဲ။ဒီမြို့ကြီးရဲ့နန်းတော်ထပ်မှာရက်နေသူကတော့ပန်ထွားဘုရင်မကြီးဖြစ်ပါတယ်။အတိတ်ဘဝဟောင်းကမောင်နှမတော်ခဲ့မှုတဲ့ဗိတ္တနိုးနတ်မင်းကကူညီမဆရာကနေအနီးအနားရှိမြို့ရွာတွေကိုစုစည်းပြီးဗိတ္တနိုးမြို့ကိုတည်ထောင်ကဗိတ္တနိုးဘုရင်မလို့လည်းတည်ကြပါတယ်။သူမဟာတာမန်အမျိုးသမီးတစ်ယောက်မဟုတ်ပါဘူး။တိုင်းပြည်ကိုတူးတဲ့အုပ်ချုပ်နိုင်တဲ့တတိခဲဖြစ်တယ်လို့တိုင်းသူပြည်သားတွေကလည်းသူမမှာဖျားပေးတဲ့တကူးစွမ်းအားတွေရှိတယ်လို့ယုံကြည်ကိုးခဲ့ကြပါတယ်။ဒီနေ့မှာတော့ဟိုးအဝေးမိုးကုတ်ဆောက်ဝိုင်းစီကနေဖုံလုံးကြီးတွေထွက်လာပါတယ်။ဒါဟာတရေခေတ္တရာပြည့်ရှင်ဒွတ်တပောင်မင်းကြီးရဲ့စစ်တပ်ကြီးချီလာတာကြောင့်ပါပဲ။အဲ့လိုစစ်အင်အားအလုံးအရင်းနဲ့ချီတက်လာတာကိုဗိတ္တနိုးမျိုးကနေလှမ်းမြင်ရပါတယ်။ဒါပေမဲ့ပန်ထွားဘုရင်မကြီးကတော့မျက်တောင်တစ်ချက်တောင်မှမခတ်ပါဘူး။ဘာလို့လဲဆိုတော့သူမစီမှာစစ်တီအင်အားထက်ပိုပြီးအစွမ်းထက်တဲ့လက်နက်တစ်ခုရှိနေလို့ပါအဲ့ဒါကတော့နန်းတော်ပြတတ်ဆောင်ထက်မှာထားရှိတဲ့အတုလစီတော်လို့ခေါ်တဲ့မော်စီတော်ကြီးကြောင့်ပါပဲစီတော်ကြီးကဘလို့စွမ်းတာလဲဆိုတော့ရန်သူတွေရန်ပယ်ချောင်းသားရောက်တာနဲ့သူမဟာစီတော်ကြီးကိုတီငိန်တဲ့လက်တစ်ဖက်နဲ့တီးခတ်လိုက်ပါတယ်ဒုံခနဲ့စီတန်ဟိန်းထွက်သွားတာနဲ့တပြိုင်နက်ကောင်းကင်ကြီးဟာမဲမောင်သွားပြီးရံပယ်ချောင်းကရေတွေဟာရုတ်တရက်ရှန်တက်လာပြီးရန်တုစစ်တပ်တွေကိုတားဆီးလိုက်နိုင်ပါတော့တယ်။စီတော်တီးလိုက်တိုင်းရေကြီးလာတာကြောင့်ဗိတ္တနိုးမြို့ကိုဘယ်သူမှမကြော်ဖြတ်နိုင်ခဲ့ကြပါဘူး။ဒီလိုနဲ့ဒွတ်တပောင်မင်းကြီးဟာဗိတ္တနိုးကိုအင်အားနဲ့တိုက်လို့မရမှန်းတီးသွားတဲ့အခါညံစင်ပါတော့တယ်။ရတိရောက်ဆောင်ထားတဲ့တရှိုးကိုဗိတ္တနိုးမြို့ထဲစေလွတ်ပြီးအယုံတွင်းခိုင်းခဲ့ပါတယ်။ပန်ထွားဘုရင်မကြီးဟာဘာသာတရားကိုင်းဆိုင်သူမို့ဒီရတိအတုကိုယုံကြည်ပြီးလက်ခံခဲ့မိပါတယ်။လနဲ့ချီကြတဲ့အခါတရှိုးဟာစီတော်ကြီးရဲ့လျှို့ဝှက်ချက်ကိုရှာဖွေပြီးတညမှာတော့စီတော်ရဲ့တရေမျက်နှာပြင်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။စီတော်ရဲ့မော်စွမ်းအားတွေဟာပြက်ပြဲသွားအောင်လှုပ်ဆောင်လိုက်ပါတော့တယ်။နောက်တနေ့မနက်ရောက်တော့ဒွတ်တပောင်မင်းကြီးရဲ့တပ်တွေမြစ်ကမ်းပါးကိုပြန်ရောက်လာပါတယ်။ပန်ထွားဘုရင်မကြီးဟာယုံကြည်မှုအပြည့်နဲ့ပြားတက်ဆောင်ပေါ်တက်ပြီးစီတော်ကြီးကိုတီးခတ်လိုက်ပါတယ်။တစ်ချက်တီးလိုက်တယ်။အတန်ကအရင်လိုမဟိန်းတော့ဘူး။နှစ်ချက်တီးလိုက်တယ်။ရံပယ်ချောင်းရေကငြိမ်သက်နေတော့မှာပဲ။သုံးချက်မြောက်တီးလိုက်တဲ့အချိန်မှာတော့မော်စွမ်းအားတွေမရှိတော့မှသူမတီးလိုက်ရပါပြီ။နောက်ဆုံးမှာတော့တရေခေတ္တရာစစ်တပ်ကြီးဟာချောင်းကိုလွယ်လွယ်ကူကူဖြတ်ကျော်ပြီးဗိတ္တနိုးမြို့ကြီးလဲကြာဆုံးခဲ့ရပါတော့တယ်။ဒါကတော့ရာဇဝင်ထဲကပန်ထွားဘုရင်မကြီးရဲ့ဝမ်းနည်းစရာဇာတ်လမ်းပဲဖြစ်ပါတယ်။ဒီနေ့ထက်တိကြံရှိနေသေးတဲ့ဗိတ္တနိုးမြို့ဟောင်းကြီးကတော့တစ်ချိန်ကစီတော်တန်နဲ့တိုင်းပြည်အုပ်ချုပ်ခဲ့တဲ့ဘုရင်မကြီးရဲ့အကြောင်းကိုသိတစိတ်တက်သေးထူနေတယ်လို့ပါပဲရှင်။နောက်ထပ်ထူးဆန်းတာလေးတွေလည်းရှိပါသေးတယ်ရှင်။အဲဒါကတော့ဗိတ္တနိုးမြို့ဟောင်းမှာပေပင်တွေဟာနှစ်ထောင်ချီတက်တန်းရှိနေပေမဲ့ကြီးထွားပြီးတော့အသီးမသီးဘူးဖြစ်နေရပါပန်ထွားဘုရင်မကြီးရဲ့ငါလာမကြီးငါလာမသီးဆိုတဲ့စူတောင်းစကားကြောင့်ဘုရင်မလူပြန်ဖြစ်မလားမချင်းပေပင်တွေဟာအသီးမသီးနိုင်လူအရက်အမြင့်ထက်မကြီးထွားနိုင်ဖြစ်နေတာပဲဖြစ်ပါတယ်ဗိတ္တနိုးမြို့ဟောင်းမှာရှိတဲ့ဥယျာဉ်ထဲမှာအရင်တုန်းကအင်ဂျင်ပင်တွေမရှိပေမဲ့ဗိတ္တနိုးနတ်မင်းကြီးရဲ့အမိန့်နဲ့အင်ဂျင်ပွင့်တွေဟာဥယျာဉ်တော်ထဲမှာအလိုအလျောက်ရောက်လာတတ်တာကြောင့်အင်ဂျင်ဥယျာဉ်လို့လည်းခေါ်ကြပါတယ်
အခုထက်ထိဘဲကနေရောက်လာမှန်းမသိတဲ့အင်ဂျင်ပွင့်တွေလည်းမကြာခဏတွေ့ရလေရှိတတ်ပါတယ်။ပန်းထွားဘရင်မှတည်ခဲ့တဲ့ရွှေရောင်တော်စီဒီမှာအင်ဂျင်ပန်းတွေကိုဖျားပန်းအဖြစ်လူထားတာကိုလည်းတွေ့နိုင်တဲ့အပြင်ဖျားရင်ပြင်တစ်ဝိုက်မှာလည်းအင်ဂျင်ပန်းတွေပြန့်ကျဲနေတာကိုလည်းမြင်တွေ့နိုင်ပါသေးတယ်။ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးတော့ပါပြီရှင်။ခုလိုအဆုံးထိကြည့်ရှုနားထောင်ပေးခဲ့တဲ့လူတယောက်တိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ခုလိုပုံမြင်လေးတွေကြိုက်နေတတ်တဲ့ဆိုရင်ဆက်လက်နားထောင်ဖို့ like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့နော်။